မနေ့4 နာရီတဲ့ကျွန်တော်စီသွားတန်းစီမှာဖြစ်ပါတယ်အခုမှပြင်6 နာရီ 43ဘာဖြစ်လို့ဆရာတဲ့ဝင်ပူချက်တယ်လို့ဗျာဝလဖတ်ထားဆောက်လို့ဆွဲချမယ်လေအထဲကိုလုံးမှာဒီမှာလည်းပုံလေးဆိုတော့ကျွန်တော်အိမ်မှာတိုင်းစင်မယ်ပေါ့အစင်ပုံလေးကိုကျွန်တော်ခဏလေးနားအောင်นี่ဒီကောင်တစ်ချောင်းနှစ်ချောင်းသုံးချောင်းလေးချောင်းတစ်ချောင်းသဖတ်ထားဘာလို့ဖွင့်လဲယေရှုပါလို့ဟုတ်တယ်မလားဟုတ်အဲ့ဒါဖတ်ထားရပါတည်းဟဲ့အစ်ထိုင်ဝင်ရချိုးရတယ်ဟုတ်ဘူးဒီကောင်ကဒီလိုမှန်းနေဒါရီတော့ကျွန်တော်အိမ်မှာ installation တက်ဆင်လိုက်ဥပမာကိုကအခုဒီက6နာရီ3ရမယ့်နေရာကိုအကောင်ဆို12နာရီလောက်3ရဟုတ်ဒီကြောင့်ညဆိုညမှာပဲဟိုအပြင်မှာပဲစားရတယ်